ကျော်တို့မိသားစုမျိုးသေးအကွက်ရိုက်ပြီးတော့နေရာချပြီးတဲ့အထက်ပါသွားပါတယ်စီမံကိန်းပြုလုပ်မဲ့ရက်ကွက်များကိုအစိုးရကလည်းမျိုးစုံများမှာမြေကွက်ရိုက်ပြီးတော့အကွက်ချပေးပါတယ်သူတို့မိသားစုရတဲ့မြေကွက်ကလည်းလမ်းမတန်းမဟုတ်ဘဲနဲ့အတွင်းဘက်မှာနေရခဲ့ပါတယ်သူတို့မြေကွက်ရဲ့အရှိမတော့ပန်းချံလူလူဘောလုံးကွင်းလူလူဈေးရုံအကွက်လူလူနဲ့အဆောက်အဦမဆောက်ရသေးတဲ့မြေကွက်ကြီးရှိနေပါတယ်မြေကွက်ချပြီးခြင်းလေကွင်းထဲမှာတိရိတ်ဝါရိတ်မရှိတဲ့အတွက်နေခြင်းစိတ်မရှိသဖြင့်မြေကွက်အတစ်ကိုဒီတိုင်းထားပြီးမပြောင်းရွှေ့သေးပဲနဲ့လူနေရက်ကွက်ထဲမှာအိမ်ကောင်ရွေးပြီးတော့နေထိုင်ခဲ့ပါတယ်။ရောက်ရှိတဲ့မြေကွက်ကိုမျောတိုင်းမျောဝယ်ပြီးတော့ချန်ခတ်ထားလိုက်ပါတယ်။အဲဒီလိုနဲ့မြေကွက်ချပြီး၄-၅နှစ်ခန့်ကြာသွားတော့ရက်ကွက်အတစ်မှာလူနေအိမ်ကြီးအတစ်ရောက်လာပြီးတော့တစ်ပင်များနဲ့စိတ်ဆူဆူရှိလာပါတယ်။ကျော်အောင်တို့မိသားစုကလည်းမြေကွက်ကိုလာကြည့်ရင်းနဲ့အိမ်လေးတစ်လုံးအဖြစ်စောက်ခါလူငါတင်ရန်စိတ်ကူးပေါ်လာပါတယ်။အဲဒါကြောင့်မလို့သူ့မိုးပြက်ကသုံးမိနကန်အိမ်လေးတစ်လုံးလက်သမားငါပြီးတော့စောက်ထားလိုက်ပါတယ်။လမ်းပေါ်မှာကြီးထွားနှုံးမြန်တဲ့မလေးရှားဗရောက်ပေများကြောင့်နေအောင်ပေမထိုးတော့ပါဘူး။တရက်ကလုံးစိတ်စိတ်ဆူဆူဖြစ်နေပါပြီ။မြေကွက်ရစဉ်ကသူတို့ရှိမြေကွက်လက်ကြီးကလည်းစေးရုံတရုံဖြစ်နေပြီးတော့စေးရုံဝင်အတွင်းနဲ့နှစ်ပတ်လဲမှာလဲမလေးရှားဗရောက်ပေများမြန်မာဗရောက်ပေများနဲ့စိတ်ဆူနေပါတော့တယ်။ကျော်တို့မိသားစုကတော့အိမ်ပြောင်းလာရင်းနဲ့စိတ်မကူသေးပါဘူးအိမ်မှာလူငါနေသလောက်တင်ထားအောင်မယ်လို့ဆုံးဖြတ်ထားလိုက်ပါတယ်အိမ်ကတည့်ပြီးတော့တနေ့အကြောင်းမှာအိမ်ကိုပြန်အပ်တော့မယ်လို့အကြောင်းကြားသဖြင့်ငွေရေးကြေးရေးသွားပြီးတော့ဖြည့်ရှင်းပေးလိုက်ပါတယ်ပထမအိမ်ကလည်းပျော်တလောက်နေမယ်လို့ဆိုပြီးတော့တနေ့ပဲနေ၍အိမ်ပြောင်းသွားခဲ့ပါတယ်အဲဒါကြောင့်မလို့အိမ်ကားမယ်လို့စိုင်းပုတ်တက်ပြီးတော့ခက်ထားခဲ့ပါတယ်ပွဲစားကိုအထားတော့လေပွဲစားကပဲလူမတောင်းလာလားငါမိတ်သူမရှိ၍လားမသိပါဘူး6လကျော်သည့်တိုင်လူမရတော့ပါဘူးကျော်တို့မိသားစုကလည်းဖက်လုပ်ငန်းလုပ်နေရမှာကလေးကစားစရာကော်ရုပ်ကလေးများလောက်တဲ့အလုပ်ကိုပါစမ်းသက်သူချက်လောက်ကင်လျက်ရှိပါတယ်။အဲဒီလုပ်ငန်းကလည်းဆက်ဆော့လုပ်ခြင်းဈေးကွက်ရသဖြင့်လက်မလျောင်လို့လုပ်ရပါတယ်။ပလတ်စတစ်ကိုအပူပေးပြီးမုန်နဲ့ဖီကပုံဖော်ရတယ်။တချို့ရုပ်လေးများကလည်းအရေးကြိုပြီးတော့မိုးခွက်ထဲကိုလောင်းထည့်ရပါတယ်။အယုတ်ပုံမူပြီးတော့အပူပေး၍လုပ်ရတယ်လို့မျိုးအရေးကြို၍လည်းလုပ်ရပါတယ်။ပလတ်စတစ်ကြောင့်ထွက်တဲ့အန်တန်ဆိုရက်ကွက်ထဲမှာရှိတဲ့လူတွေကလည်းညှော်လေးဆိုပြီးတော့ရက်ကွက်ရုံကိုမကြာခဏတိုင်ပါတယ်။ဒါကြောင့်မလို့လူနေမထူထပ်သေးတဲ့ရက်ကွက်မှာရှိတဲ့သူတို့အိမ်လေးကိုလူမငါတော့ဘဲနဲ့အလုတ်လုံးရန်အတွက်3ရန်စုံဖြတ်လိုက်ပါတယ်။အဲဒါကြောင့်မလို့ကျော်အောင်ရဲ့ဇနီးသားသမီးများကလည်းဖက်နဲ့လုပ်ငန်းကိုဆက်လက်လုပ်ကိုင်မယ်ဖြစ်ပြီးတော့မူလ9ရက်နေထိုင်တဲ့အိမ်ကိုပြတ်မအပ်သေးဘဲနဲ့နေခဲ့ပါတယ်။ကျော်အောင်ကလည်းသူဟာပလတ်စတစ်အယုတ်လုပ်ကိုင်တဲ့အလုတ်သမားလေး2ယောက်နဲ့အတူတူမိုးများကိုတည်ပြီးရက်ကွက်တစ်ကိုပြောင်းလာခဲ့ပါတယ်။ရက်ကွက်တစ်ပင်မဲ့ကိုပိုင်အိမ်ကိုပိုင်ချန်လေးဖြစ်လျက်စစ်မီလဲရထားပြီးဖြစ်ပြီးတော့အလုပ်ကိုဆက်လက်၍လုပ်ကိုင်နိုင်ခဲ့ပါတယ်။မိုးလောင်တဲ့အလုပ်သမားလေးများကလည်းနေမဖြစ်ပြီးတော့ကျောင်းနဲ့အတူတူနေအတူတူစားအတူတူအိတ်ကြပါတယ်။ကျောင်းကလည်းအသက်35နှစ်ရှိပြီးတော့အလုပ်သမားလေး2ယောက်ကတော့15နှစ်တယောက်18နှစ်တယောက်ဖြစ်ပါတယ်။အကြီးအကဲကတော့တန်းထိုးဖြစ်ပြီးတော့အငယ်ကောင်ကလည်းတိုးဝင်းဖြစ်ပါတယ်။ပျော်ပျော်နေတတ်ပြီးတော့အလုပ်ကိုကောင်းကောင်းလုပ်တဲ့အတွက်အပြက်စီးအလေအလွယ်လည်းနဲပါတယ်။ညဘက်မီအားကောင်းတဲ့7နာရီခန့်အထိလုပ်ကြပါတယ်။ညနေ6နာရီမှ8နာရီခွဲအတွင်းမီအားကြသဖြင့်အလုံနားထားပါတယ်။စားကြတောက်ကြစကားပြောကြပါတယ်။သမင်းမစားခင်ကြော်အောင်နဲ့တန်းထုံးကလည်းအရက်တပလင်းဝယ်ပြီးတော့အမြေအနှင်းငယ်နဲ့တောက်ရင်အချိန်ဖြုံးတက်ပါတယ်။အရက်တော်ပြီးမှသမင်းစားကြပါတယ်။အရက်ဝယ်တဲ့အခါတိုဝင်းကလည်းမကြာခဏသွားဝယ်ပေးတတ်ပါတယ်။သူတို့ကိုအမြည်ကျွေးရပါတယ်။တည9နာရီခွဲခန့်တိုဝင်းအရက်ပလင်းတပလင်းသွားဝယ်ပါတယ်။ခေါက်ဆွဲတထုံနဲ့ဝက်ကောင်းတို့တပွဲမှားလိုက်သဖြင့်ဝယ်ပြီးတော့ပြန်လာစေအသက်အစိတ်ခန့်လူရဲ့တယောက်နဲ့သူနဲ့အတူတူပါလာပါတယ်။အဲဒီသူကလည်းသူ့ကိုယ်သူမိတ်ဆက်ပါတယ်။ကျွန်တော်နာမည်ကစိုးသိမ်းပါ။ဒီရှိစည်းရုံမှာအလုပ်လုပ်ပါတယ်။နေ့ဆိုင်ညဆိုင်အလုပ်အလဲကျသမားတွေအခုညပိုင်းအလုပ်နာတော့လမ်းလျှောက်ရင်းနဲ့ဒီညီလေးကိုတွေ့လို့လိုက်လာတာပါ။အဲဒီလူကလည်းရိုက်မစစ်ရဘဲနဲ့သူ့ရဲ့အကြောင်းကိုအကုန်ပြောပြပါတယ်။အေးအကုန်လုံးကအလုပ်ခဏခဏပြီးတော့စားကြတော့ကြမလို့ကွာ။မောင်စိုးသိမ်းလည်းပြီးပလား။မစားရသေးဘူးဆိုရင်အရက်ဝင်တော့လေ။ကျွန်တော်အရက်နဲ့မတည့်ဘူးဗျ။အေးဒါဆိုရင်လည်းအမီးစားခြင်းစားပေါ့။အမီးကလည်းမများပြီမဲ့လောကုတ်အပြပြောလိုက်ခြင်းမှဖြစ်ပါတယ်။ခေါ်ဆွဲထုတ်ကလည်းညစာဟေးမရှိသဖြင့်ထမင်းနဲ့3ယောက်မျှစားရန်ဝဲခိုင်းလိုက်ခြင်းဖြစ်ပါတယ်။ဝက်ကောင်းတို့တပွဲကတော့အရက်နဲ့မီးရန်ဖြစ်ပါတယ်။ဖန်ခွက်နှလုံးနဲ့အရက်ကိုငှဲ့ပြီးတော့ဝက်ကောင်းတို့ကိုအထုပ်ထဲမှပကံနဲ့ပြောင်းထည့်ပြီးဇိုးတစ်ချောင်းမှထည့်ပေးလိုက်ပါတယ်။ဟင်ဘလို့လဲဟာတန်တို့နဲ့ကြော်အောင်တို့ကလည်းအသက်မထွက်ပဲစိတ်ထဲမှာပြောဆိုမိခြင်းသာဖြစ်ပါတယ်။ဘယ်ကမှမသိမိတ်ဖွဲ့ပြီးရောက်လာတဲ့ဧည့်သည်ကလည်းအင်ရှင်များပြင်မနိုင်ရသေးတဲ့ဝက်ကောင်းတို့ပကံထဲမှဇုံပြည့်ခတ်ပြီးတော့ဇက်တိုက်နှစုံခတ်စားလိုက်ခြင်းပဲဖြစ်ပါတယ်။အဲဒီလိုမျိုးအငံမရစားတာကိုလူငယ်ဖြစ်တဲ့တိုးဝင်းကလည်းအချိန်မီဝင်တားလိုက်ပါတယ်။ဟာအခုကြီးဇွန်ကျွန်တော်ကိုပေးရော။အော်အေး
အဲ့လူစိမ်းကလည်းတိုးဝင်းရဲ့လက်ထဲကိုဇွန်းကိုပေးလိုက်ပါတယ်သူရဲ့ပါဇက်ထဲရောက်နေတဲ့ဝါကောင်တုတ်နှစ်စုံကိုဝါးပင်နဲ့မျိုးချလိုက်ပုံရပါတယ်ပါဇက်ပြေလှုပ်မှုမတွေ့ရပါဘူးတိုးဝင်းကလည်းတစုံကိုပါယုံခတ်ပြီးတော့ကြောင်းအောင်လက်ထဲဇွန်းကိုထည့်ပေးလိုက်ပါတယ်အရက်ခွက်ကိုမော်ပြီးတော့အမီတစုံခတ်စားလိုက်ပါတယ်တန်ထုတ်ကလည်းပါရီဆိုရင်မြခတ်စားလိုက်ပါတယ်ဇွန်းမယုံအေးရဲတဲ့ကလေးသူ့လေကြပြီးရှိုကဇုံကိုတောင်းနေတဲ့ဖြင့်တန်ထုံးကလေးကြောအောင်ကိုလှမ်းကြည့်လိုက်ပါတယ်ပေးလိုက်ပါကွာကြောင်ကပေးခိုင်းတဲ့ဖြင့်တန်ထုံးကလေးစိုးသိမ်းဆိုရဲအဲ့ဒီဧည့်သည်ရဲ့လက်ထဲကိုဇုံလှမ်းပေးလိုက်ပါတယ်ပကံထဲမှာနှစ်စုံမမောက်ခက်လိုက်လျင်ကုန်ပါပြီအဲ့ဒီဧည့်သည်ကလေးဘလူမျက်နှာကိုမှမကြည့်ပကံထဲမှာနှစ်စုံတခက်လျင်ကုန်ပေမှန်းသိပေမဲ့ပကံကိုစောင်းပြီးတော့ဇွန်းနဲ့အကုန်ခတ်၍စားပြပါတော့တယ်ဟာခမရစားတာမလုံဘူးလားတိုးဝင်းကလည်းသူ့လက်ပြန်မလာတော့တဲ့ဖြင့်ဧည့်သည်ဟူ၍မမြင်မဲနဲ့ထပြောပါတယ်ငါဘိုက်စာနေလို့ပါဟိုထုံထဲမှာခောက်ဆွဲရှိသေးတယ်မဟုတ်လားမစားပဲဘာလုပ်နေရလဲအဲ့ထုံကထမင်းစားမှစားမှာဗျအဲ့လူစိမ်းကလည်းခောက်ဆွဲတုပ်ကိုမစားသေးဘူးဆိုတဲ့ဖြင့်ထိုင်ရမှထလိုက်ပါတယ်ပြန်လိုက်အောင်မယ်ဗျနောက်မှအေးစေးလာလေအောင်မယ်အပြင်ကိုခက်တက်ထွက်သွားပါတယ်အတော်လက်ရဲစရဲနိုင်တဲ့လူပဲဗျဒီလောက်ရဲတင်းတာလူမဟုတ်လို့လားတို့တွေးမိတယ်ခောက်ဆွဲကိုမကြွေးခိုင်းလို့ကြွေးတာကြွေးရင်တော့လူမဟုတ်တာတေးကြတဲ့လောက်ပဲကဲခောက်ဆွဲတုပ်ကိုဖြေလိုက်ထမင်းတပကံစီထဲကွာထမင်းစားရင်လည်းအရက်တော့ရင်ပေါ့အဲ့လိုနဲ့၃ယောက်သားအရက်ပလင်းပေးချပြီးတော့ထမင်းကိုပါတလက်ဆက်တယ်စားလိုက်ကြပါတယ်ဒုတိယညမီယာနေချိန်အလုတ်နာပြီးတော့ထုံးစံတိုင်းအရက်တပလင်းဝဲခိုင်းကကြောင်နဲ့တိန်ထုံတို့ထိုင်တောက်ကြပါတယ်ဒီညတော့အာလူးကြော်တထုံနဲ့မြေပဲလော့ပြားပြင်အပြေးလုပ်ပြီးတော့တောက်ကြပါတယ်မြည်သည့်အဲ့ထဲမှာရောက်လာခြင်းမရှိပါဘူးနှစ်ရက်ဆက်ပြီးတော့အာလူးကြော်နဲ့မြေပဲစားလို့တို့နဲ့အမီးလုံးနေရတဲ့အတွက်ကြောကလေးတိုးဝေအောင်ဝက်ကောင်းတုတ်တပွဲကြက်ယူတုတ်တပွဲမှားလိုက်ပါတယ်အချိန်ကလေးထုံးစံအတိုင်း9နာရီခွဲခန့်ဖြတ်ပါတယ်ဈေးလိုက်များရှိရာကိုဈေးရုံဝင်ဘေးမှဖြတ်သွားလီရင်တော့9မိနစ်ခန့်ဆိုရောက်နိုင်ပါတယ်အတော်ပြန်မှဆိုင်မလူမကြလီရင်တော့15မိနစ်ခန့်မြောက်ပြန်ရောက်လာပါတယ်တိုးဝေအမီးနှုတ်ဆွဲပြီးတော့အရက်တပလင်းလွယ်အိတ်ထဲကိုထည့်ကလမ်းလျှောက်ပြန်လာပါတယ်ဟေးကောင်လေးအမီးဝယ်ပြီးတော့ပြန်လာတာလားအတော်ပဲငါမင်းတို့အိမ်ကိုလာမလို့ကွာလွန်ခဲ့တဲ့3ရက်ကဝက်ကောင်တုတ်တဝါတပြေစားသွားတဲ့စိုးသိန်းဆိုတဲ့သူဖြစ်နေတဲ့ဖြင့်တဝင်းကလည်းမကြေမနက်နဲ့ဘာစကားမှမပြောဘဲတွတ်တွတ်ရှောက်လာခဲ့ပါတယ်သူရဲ့နောက်မှာစိုးသိန်းကလည်းပါလာပါတယ်အိမ်အဝင်မှာဥအောင်လို့တဝင်းကလည်းဝင်ပြေးရင်းနဲ့အခုကြောင်းကြီးဟိုလူကြီးလိုက်လာပြန်ပြီဗျဟာအားလုံးကလည်းဘာစကားမှပြန်မပြောရသေးခင်အိမ်ဝန်းမှာစိုးသိန်းကလည်းရက်နေပါတယ်ဝင်ခဲ့မယ်နော်အေးကြောင်းကလည်းဝိကြေတန်းကြီးပြန်ပြောလိုက်ပါတယ်ပကက်နှစ်ချက်နဲ့ဇုံတစ်ချောင်းယူခဲ့ကွာအရဲတော့ရအမီးဝယ်မှန်သိတော်မို့လို့ဧည့်သည်ပြန်သွားတော့မှတောက်ရလဲမဖြစ်ဧည့်သည်ကလည်းအမီးစားတဲ့ဧည့်သည်ဖြစ်ပါတယ်အဲဒါကြောင့်မလို့လက်မနေဖို့မျက်ရည်ကဲပြရင်းနဲ့ပကက်နှစ်ချက်တည်းဝက်ကောင်းတုံးနဲ့ကြက်ရိုးတုံများကိုထည့်လိုက်ပါတယ်ဟာကြက်ရိုးတုံပါလားကောင်းတယ်ကွာအရက်တော့မလားအရက်မချိုက်ဘူးအမီးပဲစားမယ်ကြောကလေးဇွန်တစ်ချောင်းကိုယူပြီးတော့ဝက်ကောင်တုတ်ကိုခက်စားလိုက်ပါတယ်တိန်ထုံးကလည်းကြက်ရိုးတုတ်တစုံခက်စားလိုက်ပါတယ်ကြောချလိုက်တဲ့ဇုံကိုတဝင်းကလည်းကောက်ကင်လိုက်ပါတယ်ဒီလိုဆိုမေးတိုးဝင်းကလည်းကြက်ရုံနဲ့ဖြစ်ပြီးတော့ဇုံထဲမှာအကုန်မစားသေးပဲနဲ့ဇုံနဲ့ငယ်ချန်ထားရန်ကင်ထားစင်တော့ပဲအဲ့တဲ့ဇိုးသိန်းကဇိုးချမေအချိန်ကိုမဆောက်မေလမ်းတောင်းလိုက်ပါတယ်ခဏလေးရမယ်တိန်တော့ကလည်းဇုံထဲမှာချက်ယူအားလက်နဲ့ယူပြီးတော့ဇုံကိုချပေးလိုက်စေဇိုးသိန်းကလည်းကြက်ယူတော့ပကံကိုကောက်ကင်လိုက်ပြီးတော့တဇုံပြီးတဇုံပါဇက်သေးကိုထဲ့နေပါတော့တယ်ဟေးလူဖြည်းဖြည်းစားဗျာကြက်ယူတွေစူးလိုက်မယ်ဆိုတဲ့ရဲ့ပါဇက်တဲ့ကျက်ချတော့ကြက်တောင်ပန်းများအယိုးမျိုးစုံနဲ့ဇုံနှစုံဝင်သွားပါတယ်အယိုးမျိုးကိုတကြွကြွနဲ့ကြိုက်ဝါနေပါတယ်လက်ထဲကပကံကိုတော့မချပါဘူးအဲဒါကြောင့်မလို့ဝက်ကောင်းတော့ပကံကို3ယောက်သားတစုံပြီးတစုံအလိတ်ချစားလိုက်ပါတယ်အယိုးတစ်ချောင်းမှမထုတ်ဖဲနဲ့ပါဇက်နဲ့အပြည့်ဝါပြီးတော့မျိုးချလိုက်ပါတယ်ကြောင်တို့ကလည်းမျက်လုံးပြူးသွားပါတယ်ဟေးလူကျုပ်တို့လည်းစားအောင်မယ်ဝက်ကောင်းတော့ပဲစားလီကြောက်ရတော့ကြက်ယူတော့ပဲစားတော့မယ်ဘာလို့လဲသူများကြီးလာပြီးတော့အားနာရမယ်မသိဘူးတိုးဝင်းကလည်းမကြောက်တကြောပြောလိုက်ပါတယ်ငါကြိုက်လို့ပါကွာငါမစားရတာကြာပြီမင်းတို့စီကိုရောက်လာမှပဲစားရတာကွာဇိုသိန်းရဲ့လက်ထဲကကြက်သားတုပ်တပကံကုန်တော့တိန်ထုံးတို့3ယောက်ကလည်းစားနေတဲ့ဝက်ကောင်းတုပ်ပကံကအနှိမ့်ငယ်ကြံပါသေးတယ်စားတာနဲလာကြီးလားဝက်ကောင်းတုပ်လေးတစ်စုံလောက်တော့စားကျင်သေးတယ်ကွာကဲစားကျင်လဲစားလိုက်တော့ဗျာကြောင်ကလည်းဝက်ကောင်းတုပ်ပကံကိုဇိုသိန်းရှိကိုတိုးပြီးလိုက်ပါတယ်ဇိုသိန်းကလည်းလက်ကြံဖြတ်လိုက်ပါတယ်ဟူးအမီးလေးကုန်ပြီပြန်လိုက်အောင်ပဲဗျာအဲ့လိုမျိုးပြောဆူဆူနဲ့အိမ်မော်ကခက်တွတ်ဆင်းသွားပါတယ်အိမ်ရှိမှဓမီတိုက်မရှိတစ်ပင်ရိပ်ကြောင့်အနှင်းငယ်မောင်းနေပါတယ်အဲ့ရတဲ့ကလည်းအပေါင်ထဲဝင်ရောက်ပြီးတော့ပျောက်ကွယ်သွားတော့ပါတယ်ကြောင်နဲ့တိန်နှုံတို့ကလည်းအမီးနှစ်ထုပ်ဝဲပြီးတော့အရက်တစ်ခွက်စီတောက်ရသေးပါတယ်အမီးမြောက်ကုန်သွားခဲ့ပါပြီတိုးဝင်ထမင်းထဲတော့ကွာအရက်တော့ချင်စိတ်လည်းမရှိတော့ဘူးဒီလူဘဲကဘလို့လိုက်လာလေတိုးဝင်ရဲ့ဗျာစောစောကလူနဲ့မင်းဗမာဆုံးတာလေလို့
ကျွန်တော်ဆေးရုံဘေးကနေရှောက်လာတော့ဘယ်သူမှမရှိဘူးဒီလမ်းလေးကိုချိုးရင်တော့မှနောက်ကကပ်ပြီးတော့သူ့တန်ကြားရတာပဲမဲမီးတွေဝဲလာလားငါလည်းမင်းတို့အိမ်ကိုသွားမလို့ဆိုပြီးတော့ပါလာတာပဲဗျငါတော့ဒီလူကိုမသိပါဘူးဟဲ့နောက်တစ်ခါလာရင်သူ့နေရာလိုက်မယ်ဆိုပြီးတော့သူ့ရဲ့အခြေအနေကိုလိုက်ကြည့်ကြမယ်ဟုတ်တယ်ကျွန်တော်တို့ 3 ယောက်ပေါင်းပြီးတော့ဒီလူနောက်ကိုလိုက်ကြည့်မယ်သူဒီနီးဝင်းကျင်မှာနေတာဖြစ်လိမ့်မယ်ဗျဒီလူကရိုးရိုးအမြီးဝယ်တဲ့နေဆိုပေါ်မလာဘူးတို့အာလူကျော်2 ရက်ဝယ်တာရောက်မလာဘူးလေဝါကောင်းတုတ်တို့ကြက်ယူတုတ်တို့မဝယ်လိုက်မှပဲလိုက်လာတာဆိုတော့မနေ့ပြန်အာလူကျော်ဝယ်ပြီးတော့စမ်းကြည့်မယ်သူတွေနဲ့အတိုင်းပဲနောက်ညအာလူကျော်နဲ့စမူစာတုတ်ဝယ်ပါတယ်ဇိုးသိန်းဆိုတဲ့ဧည့်သည်ကလည်းရောက်မလာခဲ့ပါဘူးနောက်ညစမူစာတုတ်တပွဲနဲ့ဝါကောင်းတုတ်တပွဲဝယ်ခိုင်းလိုက်ပါတယ်ထင်ထားတဲ့အတိုင်းပဲအဲ့ဒီကိုဧည့်သည်ကလည်းပါလာခဲ့ပါတယ်ဝါကောင်းတုတ်တပွဲလုံးပေးချလိုက်ပါတယ်စမူစာတုတ်ကိုမထုတ်သေးပဲနဲ့အာလူကျော်တထုပ်ဖောက်ပြီးတော့အမြေလောက်ကတောက်လိုက်ကြပါတယ်ဝါကောင်းတုတ်စားရင်းနဲ့ကြောအောင်ကလည်းစကားဆလိုက်ပါတယ်မိတ်ဆွေပြန်လို့ရှိရင်မိတ်ဆွေရဲ့အိမ်ကိုလိုက်လေဖို့ခေါ်ပါလားခင်ဗျားတို့လိုက်ချင်လဲခေါ်ပါပေါ့ဗျာလိုက်လေလို့ရပါတယ်ဗျဒါဆိုရင်လည်းဝါကောင်းတုတ်စားပြီးလို့ပြည့်ရင်လိုက်ခဲ့မယ်နော်ဟုတ်ပြီလားလိုက်လို့ရပါတယ်ကျုပ်အိမ်ကဒီအိမ်နဲ့တိတ်မွေးပါဘူးဗျခဏကြာတော့ဝါကောင်းတုတ်တစ်ပတ်ကန်ကုန်သွားခဲ့ပါတယ်ကဲစားလို့လည်းပြီးပြီပြန်တော့မယ်တကယ်လိုက်ကြမှာလားကဲတိတ်ထုတ်ခေါ်နေပြီလိုက်မှာလားလိုက်မှာပေါ့ကဲသွားမယ်ဆိုသွားကြမယ်ဗျတုံးဝင်မဲမှာလိုက်မယ်ဆိုတကားဆေးထားလိုက်တော့ဒီနားပဲဆိုတဲ့ဖြင့်တကားကိုတော့မခတ်နေတော့ဘဲနဲ့စီယုံသားဆေးထားလိုက်ပြီးစိုးသိန်းဆိုသူသွားရနောက်ကိုလိုက်လာခဲ့ပါတယ်အချိန်ကတော့8 နာရီခွဲကြောနေပါပြီလမ်းပြီးတက်တိုင်များကလည်း2 တိုင်ချားမှသာမီးလုံးရှိတဲ့ဖြင့်မလင်းတလင်းလမ်းပေါ်ကိုရောက်ခဲ့ပါတယ်အိမ်ကြီးက2 ချမ်းကျော်ခန့်အရောက်မှာတော့ဈေးရုံဘက်ကိုဆင်းသွားတဲ့ဖြင့်မဝေမရဲရက်နေကြစေလာပါဒီတန်ဆူးကျိုးကိုပြတ်နေတဲ့နေရာကနေပြီးတော့ဝင်းနေတာဒါဖြတ်လမ်းပဲသူဆင်းတဲ့နေရာကလည်းအဆောက်အဦ3 လုံးစီကိုဥတီနေပါတယ်တလုံးကတော့အိမ်နာတလုံးကရေခဲတိုက်တလုံးကတော့စတူဆောင်ဖြစ်ပါတယ်အဲဒီစတူထဲမှာတွန်းလဲများလေးရှိနေပါတယ်အတုံးမလို့တဲ့ပစ္စည်းများထားတဲ့အဆောင်ဖြစ်ပါတယ်သူရှိကသွားနေတဲ့ဖြင့်အနောက်က3 ယောက်သားကလေးမရဲတရဲဈေးရုံထဲကိုဝင်းနေရပါတယ်ဈေးရုံချက်ဝင်းနဲ့အဲ့ဒီအဆောက်အဦ3 လုံးကလည်းပေ20 กว่าခန့်သာဝေးပါတယ်လူသွားလမ်းလိုအရာကလည်းရေခဲတိုက်ဈေးရုံအနီးကိုဥတီနေပါတယ်အရှိမလူကလည်းရေခဲတိုက်ဘေးကကပ်ပြီးတော့ရှောက်သွားပါတယ်သူတို့ 3 ယောက်ကလည်းရေခဲတိုက်ဘေးကကပ်ပြီးတော့လိုက်သွားခဲ့ပါတယ်ရေခဲတိုက်အဆောင်သားကိုရောက်တော့ညှိစွတ်ရင်နှံ့ကိုရလိုက်ပါတယ်ရေခဲတိုက်ဆိုပေမဲ့အေးကမ်းမဟုတ်ပဲခွဲစိတ်ထားတဲ့အလောင်းများအသူပါချမေသူများမယူသေးုံတများတန်ကလေးများပေါ်မှာဒီတိုင်းရှိနေတတ်ပါတယ်အဲ့ဒီအလောင်းကောင်တို့မှာအနှဲ့အသက်များကလည်းအနီးဝင်းကျင်တိုင်းပြန့်နှံ့ထွက်နေပါတယ်ရေခဲတိုက်ရှေ့မှာထွက်လိုက်တာနဲ့အရှိမသွားနေတဲ့ဇိုးသိန်းဆိုတဲ့သူကိုမတွေ့တော့ပါဘူးဟာတို့ရှိက9 ပေလောက်ပဲကွာတာအခုမရှိတော့ရေခဲတိုက်ထဲမှာဝေသွားလားတကားပွင့်တယ်လည်းမကြပါဘူးစီးရုံနဲ့ရေခဲတိုက်ကပီဒီယာလောက်ဝေးတာသူပြေးသွားလေတွေ့ရမှာပဲဘုံရောက်တော့စိုးသိန်းဆိုတဲ့သူပျောက်ပြီးတော့ရက်ပြီးတော့အထေချင်းပေးပြီးတော့ပြောဆိုနေကြပါတယ်အိမ်သားရေးဝင်သွားလားအိမ်သားဆိုရင်သူသွားတာငါတို့မြင်ပါပေါ့ငါတို့ရှိရသွားပြီးတော့ငါတို့ဒီရေခဲတိုက်ဘေးရောက်တော့သူကရေခဲတိုက်ဘေးကို꿰ဝင်သွားရည်လေဟိုဘက်သွားလည်းမြင်ရမှာပဲစီးရုံရှိရကိုသွားတာပို့ပြီးတော့မြင်ရမှာပေါ့ဒါဆိုရင်ဒီလူကလူမဟုတ်တာတေချာသွားပြီပဲအဲ့ဒီချိန်မှာပဲသူတို့ 3 ယောက်ရက်နေရကိုစီယုံကနေပြီးတော့ဓမီနဲ့လှမ်းထိုးလိုက်ပါတယ်ဘ누구တွေလဲကျွန်တော်တို့ပါကိစ္စမရှိပဲဘာသွားလုပ်နေရလဲအခုလာခဲ့ကြစီယုံထဲမှာဓမီနဲ့လူတယောက်ကဓမီနဲ့ထိုးထားရင်းနဲ့လှမ်းခေါ်လိုက်ပါတယ်လာရလန်းပြန်လဲထွက်ရမဖြစ်တော့တဲ့အတွက်အဲ့ဒီလူခေါ်တဲ့ဘက်ကိုရှောက်ခဲ့ကြပါတယ်မင်းတို့ 3 ယောက်ရေခဲတိုက်နာမှာဘာလုပ်နေရလဲကွာသူတို့ကိုခေါ်တဲ့သူကလည်းစီယုံအဆောင်လုံသမားဖြစ်ပုံရပါတယ်လုံကျော်ရေးဝေစားနေဖြစ်ပါတယ်အသက်ကတော့30 ခန့်ရှိပြီလို့ထင်ရပါတယ်ကျွန်တော်တို့ဒီစေးရုံကလူခေါ်လို့လိုက်လာပါဘ누구ခေါ်ရလဲအခုဗမာလေးအတူတူရှောက်လာပြီးတော့ရေခဲတိုက်အကွယ်ရောက်မှပျောက်သွားတာသူပျောက်သွားလို့ဘယ်ဆောင်ဦးလဲဝင်သွားလေလို့ကြည်နေတာငါသဘောပေါက်ပြီမင်းတို့ 3 ယောက်စိုးသိန်းနဲ့စုံလိုက်ပြီနဲ့တူတယ်ဟုတ်တယ်ဟိုသူ့နာမည်ကကိုစိုးသိန်းလို့ပြောတာပဲဗျငါတူတို့တရေစိုးသိန်းနဲ့တူခဲ့တာပဲဒီကောင်သေးပြီးတော့မကြွမလွတ်သေးပဲနဲ့ဒီရေခဲတိုက်နီးမှာပဲရှိနေတယ်ဒီစေးရုံကဝန်ထမ်းတွေရောစီးကူးတဲ့လူတွေရောမကြာခဏသူ့ကိုတွေ့ကြရတယ်ကွာကျောင်းစရာကောင်းအောင်တော့မချောက်လန့်ပါဘူးတွေ့တဲ့လူတိုင်းသူ့ရဲ့ရုပ်ခန္ဓာအတိုင်းပဲတွေ့ရတယ်သူကဒီစည်းရုံမှာတွန်းလိုက်တွန်းတဲ့လူသေးဆိုရင်ဒီရေခဲတိုက်တဲ့ကိုတွန်းပို့နေကြပေါ့လူမမော်တွေကိုလည်းတွန်းလိုက်နဲ့တနေရာကနေတနေရာတွန်းပို့နေကြဒီရဲ့အလုပ်လုပ်ရင်းနဲ့အဲ့ဒီရေခဲတိုက်ကိုအလောင်းပို့ရင်နှလုံးရက်ပြီးတော့တေဆုံးသွားတယ်သူ့မှာနှလုံးရောဂါရှိတယ်ဒီလိုပင်ပန်းတဲ့အလောင်းတွေတေရတာတွန်းရတာသူ့ယောဂါနဲ့မလုပ်တဲ့ဘူးဒါပေမဲ့စောင်းဝင်နေရအတွက်ဒီလောကမထွက်ဘဲနဲ့ယောဂါကိုမမှုပဲလုပ်ရင်းနဲ့တေဆုံးသွားခဲ့တယ်သူတေဆုံးတာ6 လ 9 လလောက်တော့ရှိပြီထင်တယ်မကြွလို့ပဲနဲ့ဒီနားမှာပဲရှိနေတယ်
ဒါတွေဆိုတဲ့ငါသူတို့နဲ့ဘလို့ဆောင်ကြရလဲကျောင်းကလေးသူတို့ရဲ့အိမ်ကိုအသားပါပြီးတော့ဝဲလာတိုင်းနောက်ကပါလာပြီးအမီးတွေစားတဲ့အကြောင်းရှင်းပြလိုက်ပါရီသူ့ရဲ့စားပုံကလူတယောက်လိုအားနာမှုမရှိဘူးတပကံလုံးကိုအောင်စားတယ်ဒါကြောင့်မသိငါရာနဲ့မင်းကိုလည်းလိုက်မယ်ဆိုပြီးသူ့နောက်ကိုလိုက်ခဲ့တာဒီနေရာလေးရောက်ရောပျောက်သွားတာပဲငါသူတို့အိမ်ကဗမာလေးဒီစည်းရုံနောက်လမ်းမှာဒီဘက်ကိုမျက်နှာချင်းဆိုင်ပဲရေခဲတိုက်နဲ့ဆိုတိတ်မွေးဘူးဂျားမှာတစ်ပင်တွေကွယ်နေလို့မကွယ်ရေခဲတိုက်ကိုနေတိုင်းမြင်နေရမှာအိမ်နဲ့ရေခဲတိုက်ကလည်းနီးသူကလည်းနီးနာသွားလာနေမှာတော့နောက်ကိုညဘက်အသားပါတဲ့အမြီးတွေထွက်မွေနေပေါ့ကွာဟုတ်ကဲ့ဟိုကျွန်တော်လည်းအဲ့လိုပဲစိတ်ကူးထားပါတယ်အခုမင်းတို့ဝင်လာရဲ့ချန်စီယိုကပြက်မကြနေပါဘူးအလုံးချုံကထားတာဒီရဲ့ဝင်လို့ရအောင်လို့ဖန်ဆင်းလိုက်တာဖြစ်မယ်ကဲသွားတော့ဒီစည်းရုံဝင်ပေါက်ကပဲထွက်မင်းတို့ဝင်တဲ့နေရာရောက်ရင်ဦးလေးပြောတဲ့အတိုင်းဟုတ်မဟုတ်ကြည့်သွားလိုက်အောင်စည်းရုံဝင်ပေါက်ကထွက်တော့၃ယောက်သာထွက်လာကြပါရီအရှိမနေပြီးတော့စည်းရုံဘေးမှာသူတို့နေတဲ့လန်တိုင်းကိုဝင်လာကြပါရီဆက်စော်ကသူတို့ဝင်ခဲ့တဲ့နေရာအနီးကိုရောက်တဲ့အခါမှာတော့စည်းရုံဆောင်ကြီးပြောလိုက်တဲ့အတိုင်းတန်စီကျိုးတန်းကလည်းအင်္ဂလိပ်တိုင်းများနဲ့အခက်ချိတ်တွယ်ပြီးတော့ကာထားခဲ့ပါရီသူတို့ကိုတရေတဆိတ်ဆိုသိန်းကလည်းဝင်လို့ရအောင်လို့တန်စုကျိုးများပြတ်ထွက်နေအောင်လို့လှုပ်ထားတာကလည်းအတော်ထူးဆန်းလွန်းလာပါရီဟာဒီနေရာကကျွန်တော်တို့ဝင်သွားတာနော်ခုနကတော့ကတန်စုကျိုးတွေပြတ်နေပါရီဟုတ်တယ်ငါလည်းဒါကိုကြည့်ပြီးတော့အံ့အားသင့်နေတာကွာအံ့ဩစိတ်နဲ့ပဲအိမ်ထဲကိုပြန်ရောက်လာကြပါရီနောက်ဆိုရင်ဧည့်သည်တစီအိမ်ကိုအလင်းမလာရန်အသားပေါ်ရိအမည်နဲ့အသားငါးများညဘက်မဝေရန်စုံဖြတ်ထားလိုက်ကြပါတော့ရီ